တန်လင်းမြို့နယ်ဗလီကိစ္စနဲ့ပတ်သက်ပြီးတော့ဌာနဆိုင်ရာဝန်ထမ်းများစင်သေးကိုစိတ်တည်ရည်နဲ့ဖုံးကျင်တာလားနော်အလုံးစုံမြတ်မင်္ဂလာဗျာဒီနေ့က1388ခုနှစ်ဝါကောင်လာဆန်း2ရက်ကဘာသုံးပြကနေ2026ခုနှစ်ဩဂုတ်လ15ရက်စနေနေ့ဖြစ်ပါတယ်ဗျာဒီကနေ့ဖုံးတို့တန်လင်းမြို့နယ်မြို့ဟောင်းအလေရက်ကွက်စိန်ကုန်းဗလီပေါ့နော်ခွင့်ပြုချက်မဲ့အဲ့ထဲမှာစောင့်နေတဲ့အစာအုပ်တွေနဲ့ပတ်သက်ပြီးတော့ဘုံတို့မြို့ချင်းများရဟန်းများသမဂ္ဂရန်ကုန်သွားရောက်စုံစမ်းစစ်ဆေးခဲ့ပါတယ်ဗျအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့အထက်ရောက်တဲ့ကမှာ80အလျား82ပေအနံ45ပေရှိတဲ့နှစ်ထပ်အဆောင်ကြီးတစ်ဆောင်နောက်တစ်ခါမျက်နှာဝ25ပေအလျားပေ40ရှိတဲ့အဆောင်ကြီးတစ်ဆောင်နှစ်ဆောင်ပေါ့နော်ခွင့်ပြုချက်မဲ့စောက်ထားတာခုနကနှစ်ထပ်ဆောင်ကြီးကတော့ဒီဂျွန်လလောက်ပေါ့6လပိုင်းလောက်ကနေစပြီးတော့စောက်လိုက်တာပြီးစီးသွားပြီ2လအတွင်းအပြီးစောက်သွားတာပါနှစ်ထပ်ဆောင်ကြီးအဲ့ဒီအဆောင်ကြီးနဲ့ပတ်သက်လို့လည်းခွင့်ပြုချက်တစ်စုံတရာဘာမှစောက်လုပ်ဖို့အတွက်သက်ဆိုင်ရာဌာနတွေကခွင့်ပြုထားတာမရှိပါဘူးဗျာဒါပေမဲ့အဲ့ဒီမှာရှိတဲ့လူတွေကိုမေးလိုက်တာတော့သူတို့စာတင်ထားပါတယ်ဗလီရဲ့တာဝန်ရှိတဲ့ဥက္ကဋ္ဌနဲ့အတွေ့အမှုဆိုသူ2ယောက်ဦးဝင်းစော်ဆိုတဲ့သူနဲ့နောက်ထပ်1ယောက်2ယောက်ကိုမေးလိုက်တဲ့အခါမှာသူတို့စာတင်ထားပါတယ်ဒါဆိုရင်ခွင့်ပြုမိတ်စာကြလာပြီလားစောက်လုပ်ခွင့်ကြလာပြီလားဆိုတော့မကြပါဘူးတဲ့မကြရင်ခင်ဗျားတို့အခုအဆောင်ကြီးကဘလို့ဖြစ်သွားအဆောင်ကြီးကပြီးသွားပြီအသုံးလည်းပြုတ်နေပြီနော်အဲ့တော့ဌာနဆိုင်ရာတွေအနေနဲ့ဒီနေ့ဒါ15ရက်8လ2026ခုနှစ်နေ့လေတနာရီခွဲ2နာရီလောက်မှာမြို့ချစ်ရန်တော်များသမဂ္ဂရန်ကုန်ကသွားရောက်စစ်ဆေးတဲ့အခါကျမှပြန်သွားပြီးတော့မှဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဆိုသူကနေပြီးတော့ဗလီတဲကိုရောက်လာပါတယ်ရောက်လာပြီးတော့ခင်ဗျားတို့အမြန်စာတင်ဆိုပြီးတော့စာတင်ခိုင်းပါတယ်ဗျဘလို့ပဲစာတင်ပါမယ်နော်ဦးစင်းတို့ကအကုန်လုံးအင်တာဗျူးပြီးသွားပါပြီဗျဦးဇင်းတို့ဒီအလုပ်တစ်ခုလုပ်တဲ့နေရာမှာဝေဒနာနဲ့မလုပ်ပါဘူးဗျာ data နဲ့အလုပ်လုပ်ပါတယ်ဝေဒနာဆိုတဲ့ခံစားချက်ကိုရှေ့တန်းမတင်ဘူး data ဆိုတဲ့အချက်လက်အနေနဲ့ပဲအလုပ်လုပ်ပါတယ်အခုမှစင်သေးကိုစိတ်တည်နဲ့ဖုံးကိုခင်ဗျားတို့ကြိုးစားလဲတဲတဲ့ရေသွန်းရေပေါ်လမ်းလျှောက်လေပေါ်တိုက်ဆောက်အလကားပါပဲဗျာအကြိုက်တယ်လို့လုပ်ပါနော်အဲ့ဗလီမာတာဝန်ရှိတဲ့သူတွေကိုယ်တိုင်ထွက်ပြီးသွားပြီခင်ဗျားတို့ထွေအုပ်ကို10သိန်းပေးရတယ်စီမီကို10သိန်းပေးရတယ်ဒါဒီတက်မကပါဘူးဗျာကျတို့လည်းသိပါတယ်ဗျာဒီလောက်နဲ့တော့ခင်ဗျားတို့လက်ခံမှာမဟုတ်ပါဘူးဒါပေမဲ့ပြောချင်တာကနိုင်ငံဝန်ထမ်းကောင်းတွေဖြစ်ဖို့ဦးဇင်းတို့လိုချင်ပါတယ်ခင်ဗျားတို့နဲ့ကျတို့ကရန်သူမဟုတ်ပါဘူးဗျာနော်ပြည်သူချစ်တဲ့နိုင်ငံဝန်ထမ်းကောင်းတွေဖြစ်စေချင်ပါတယ်ခင်ဗျားတို့ကစားတာစားပြီးတော့ဥပဒေကြောင်းအရာကြတော့ဘာမှကာကွယ်မပေးဘာမှအလုံးမလုံးကြဘူးအခုမှလာပြီးတော့ဒီသူတို့ကထွက်ပြီးသွားပြီဒီနေ့အခုစောက်တဲ့3ရက်အတွင်းမှာတော်တော်လေးခရီးရောက်သွားပါပြီပနဲ့ချပြီးသွားပြီတိုင်နေထောင်ပြီးသွားပြီအမိုးတွေတော်တော်များများလုတ်ပြီးသွားတဲ့ပေ40ပေ25ပေအဆောင်ဆိုလို့ရှိရင်ဘာသာမှတော့မတင်ရသေးဘူးအခုချိန်ထိဘယ်ဌာနသာသနာရေးဌာနစီပင်ထွေအုပ်ရကြီးထောက်ခံချက်ဘာတစ်ခုမှမရှိသေးဘဲနဲ့ဟိုစောက်ပြီးသွားပြီနော်အဲ့ဒီ6လပိုင်းလောက်ကဒီဇင်ဘာကနေသူတို့လုတ်တယ်လို့ပြောတယ်6လပိုင်းလောက်ကနေစောက်တဲ့အဆောင်ကြီးတစ်ဆောင်ကဒီ82ပေနဲ့45ပေရှိတဲ့နှစ်ထပ်ဆောင်ဒါကြီးကလည်းပြီးသွားပြီအဲ့နှစ်ခုလုံးကိုချုပ်အားဖြင့်ပြောရရင်ခြုံကြည့်လိုက်တော့ခွင့်ပြုချက်တစ်စုံတရာပေးထားတာမရှိဘဲနဲ့ဒီဆောင်ကြီးကပြီးသွားတယ်ဒီအစ္စလမ်ဘာသာဝင်တွေဒီသက်ဆိုင်ရာဌာနတစ်ခုရဲ့နှုတ်ဖြစ်တော်၎င်းဟိုစာဖြစ်တော်၎င်းခွင့်ပြုချက်မရှိဘဲသူတို့မလုပ်ရဲဘူးအဲ့ဒီလိုလုပ်ဖို့အတွက်သူတို့ကငွေတွေပေးတယ်ငွေတွေပေးပြီးတော့ဌာနဆိုင်ရာနဲ့ဒီမွတ်စလင်တွေနဲ့ပေါင်းပြီးတော့လုပ်ကြတယ်လက်ပေးလက်ယူနဲ့ပြီးသွားတယ်ဥပဒေအရပြီးသွားတဲ့အဆောင်တွေမဟုတ်ပါဘူးအဲ့တော့အခုကြမှာသမကမြို့ချစ်ရန်တော်များသမကတန်ဃာတွေပြန်သွားမှဒုတိယမြို့နယ်အုပ်ချုပ်မှုကဗလီအတွင်းကိုရောက်ရှိတာလေလို့ကြားပါတယ်အဲ့ဒီမှာခင်ဗျားတို့အခုချင်းစတင်ဆိုပြီးတော့ပြောပါတယ်အခုမှတော့နောက်ကျသွားပါပြီစတင်မထားတဲ့အကြောင်းဆောက်လုပ်တာတွေပြီးစီးသွားပြီဆိုတဲ့အကြောင်းဗီဒီယိုဖိုင်တွေနဲ့ဖုံတို့တွေမှတ်တမ်းတင်အင်တာဗျူးလုပ်ထားပြီးပါပြီဝေဒနာနဲ့မပြောပါဘူးဖုံတို့ဒီ data နဲ့ပြောပါတယ်ဌာနဆိုင်ရာဝန်ထမ်းတွေကိုဖုံတို့ချစ်ပါတယ်ဝန်ထမ်းကောင်းတွေကိုချစ်ပါတယ်ဝန်ထမ်းရုပ်တွေဝန်ထမ်းစိုးတွေကိုမချစ်ပါဘူးတိုင်းပြည်ကောင်းဖို့အတွက်ဆိုရင်ဝန်ထမ်းတွေလည်းကောင်းဖို့လိုအပ်ပါတယ်ဗျာနော်အဲ့တော့ပြောချင်တာကတော့စင်သေးကိုစိတ်တည်ရည်နဲ့ဖုံကိုမကြိုးစားပါနဲ့လို့ပဲပြောချင်ပါတယ်ဗျာမွတ်စလင်တွေကဌာနဆိုင်ရာဝန်ထမ်းတွေရောပေါင်းဆိုင်အယိုးပါနူးတယ်ဆိုတဲ့ငါတလောက်ကွက်တွေနဲ့တော့တက်မလာနဲ့ဗျာနော်မျိုးချစ်တွေမှာမျိုးလုံးနေနားတွေအများကြီးရှိပါတယ်ဗျာဒါပါပဲဗျာ